ပေးခြင်းကမ်းခြင်းသောစိတ်ကြောင့်ပင်ပေးနိုင်ကျွေးနိုင်သောဘဝကိုရောက်လိမ့်မည်မနာလိုဝင်လိုသောစိတ်ကြောင့်ပင်ခက်ခဲဆင်းရဲသောဘဝကိုရောက်လိမ့်မည်မှန်မှန်ကန်ကန်ပြောတတ်သောစိတ်ကြောင့်ပင်ဆိုတိုင်းဖြစ်တဲ့သစ္စာရှင်ဘဝကိုရောက်လိမ့်မည်လိန်ပြောတတ်သောစိတ်ကြောင့်ပင်နှုတ်ဆက်ရှာဆက်တိမ်ပြင်းလျက်လူတွေအယုံကြည်မဲ့သွားတဲ့ဘဝကိုရောက်သွားလိမ့်မယ်သူတစ်ပါးကိုကူညီခြင်းနဲ့စိတ်ကြောင့်ပင်အကူအညီပေးနိုင်သောဘဝကိုရောက်လိမ့်မည်သူများအကျိုးစီးပွားကိုဖျက်ဆီးလိုသောစိတ်ကြောင့်ပင်ပျက်စီးသောဘဝကိုရောက်လိမ့်မည်လောကကြီးမှာဘာမဆိုစိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေအကြောင်းမဲ့တတ်ဖြစ်နေတာမဟုတ်ဘူးစိတ်စေခိုင်းတဲ့အပြုမှုတွေကြောင့်အကောင်းအဆိုးတွေကွဲနေကြတာပါဒါကြောင့်လဲစိတ်ကောင်းစိတ်မြတ်မွေးပြီးစိတ်လှလို့ဘဝလှတဲ့ဘဝမျိုးဖြစ်အောင်ကြိုးစားကြရမည်မိမိစိတ်နဲ့တန်သောဘဝကိုသာရကြပါလိမ့်မည်